New Year resolution ပေါ့နော် New Year resolution အများစုလုပ်ကြတယ်ပေါ့နော်ဆိုတော့ဘယ်နှယောက်များပေါ့နော်အချိန်အေးစစ်စစ်ပေးပြီးတော့တကယ်ပဲကိုနောက်နှစ်အတွက်ဘာတွေလုပ်ချင်လဲဆိုတဲ့ဟာအချိန်ဘယ်လောက်ကြာကျမတို့ပေးပြီးတော့ပြင်ဆင်လဲပေါ့နော်ဒီဇင်ဘာဆိုလို့ရှင်ဒါလှုပ်เนาะဟိုခရစ်ယာန်မှမဟုတ်ဘူးပေါ့နော်ဘယ်ဘာသာမဆိုတာဟိုပါပေါ့နှစ်တစ်နှစ်ရဲ့New Year အတွက်ကိုပဲဖြစ်လေเนาะစိတ်လှုပ်ရှားမှုအမျိုးစုံနဲ့ချက်တန်းတဲ့အချိန်မှာကောင်းတဲ့ရည်ရွယ်ချက်နဲ့တော့အပြောင်းလဲတွေတော့လုပ်ချင်တယ်ဒါပေမဲ့အဲ့ဒီအပြောင်းလဲလုပ်ဖို့အတွက်ကိုကျမတို့ကလှုပ်ချင်တဲ့စိတ်ကလေးနဲ့ပဲမပြီးဘူးအဲ့ဒီစိတ်ကိုကျမတို့အတွင်းကြလေးတွေ့ဆုံပြီးတော့နင်တကယ်လှုပ်ချင်တာဟုတ်ရဲ့လားလို့တိုးလေးပေါ့နော်ကျမတို့ကဒေချာလေးမေးဖို့လိုတယ်နှစ်ကိုကြားပေါ့နော်ကိုယ်စိတ်နဲ့ကိုယ်နဲ့နှစ်ကိုကြားလှုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဘာလို့လှုပ်ချင်တာလဲပေါ့နော်ရည်ရွယ်ချက်တော့ရှိတယ်တိမ်မွေ့လေးပဲနော်အဲ့တော့တိမ်မွေ့တဲ့ရည်ရွယ်ချက်ဆိုတာဘာများပါလဲပေါ့နော်နောက်နှစ်ကိုဘာလုပ်ချင်လဲဆိုတော့ intention လေးထားတာကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့မှာမှကိုထားတဲ့ intention ကိုထားတဲ့ရည်ရွယ်ချက်ကိုထားတဲ့မျှော်လင့်ချက်ကလက်ရောညီထွေမှုတွေလက်တွေ့ကြမှုတွေဂရုစိုက်မှုပုံစံအမျိုးမျိုးတော့လိုအပ်တယ်ကိုရည်ရွယ်ချက်ထားတဲ့အရာကိုဘယ်လိုမျိုးညင်သာစွာကျင်နာစွာexcel လေးများပေးပါတော့မဟုတ်ဘူးပေါ့နော်ကျင်နာစွာနဲ့ကျမတို့ဒီရည်ရွယ်ချက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်လှမ်းကြည့်မလဲပေါ့နော် goal နဲ့ intention နဲ့ဘာကွာလဲဆိုတဲ့ဟာကိုဥပမာလေးပေးချင်တယ်ပေါ့နော်ဆိုတော့goal ကတော့ကိုကထားဖို့လိုချင်တယ်နောက်နှစ်မှာငါကတရားထိုင်မယ်ပုံမှန်တရားထိုင်မယ်ပေါ့နော်ပုံမှန်တရားထိုင်မှာဖြစ်တဲ့အတွက်တရက်နေ့ကစပြီးတော့တရက်နေ့မတိုင်ခင်တော့နည်းနည်းတောင်းကျမ်းလိုက်အောင်ပဲပေါ့နော်တရက်နေ့ကစပြီးတော့ငါတရက်ကိုမိနစ်30တရားထိုင်မယ်နော်ဒါကတော့ goal intention ကကြတော့အဲ့လိုမျိုးမဟုတ်ဘူး intention ကကြတော့ तू ကနေ့စဉ်မှာကိုကပို့ပြီးတော့အေးချမ်းမှုနဲ့တည်ငြိမ်မှုရှိအောင်လို့ကိုကမွေးမြူမယ်ညင်တာတဲ့နူးညံ့တဲ့ရည်ရွယ်ချက်ထားဖို့ဆိုလို့ရှိရင်ကျမတို့ဘယ်ကနေစရမလဲเนาะအမintention ပြောလာတာတော့ session စကြနေတာပေါ့เนาะဆိုတော့ဘယ်ကနေစလုပ်ရမလဲပြောပါဦးပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်တော့ကျမတို့အရင်ဆုံးကိုနဲ့တွေးဆုံဖို့အချိန်ပေးပါ goal setting လုပ်ဖို့မလောပါနဲ့အားလုံးပဲ good evening again မင်္ဂလာပါဒီတစ်နှစ်တာရဲ့နောက်ဆုံး session ပေါ့နော်ဒီ emotional support session 2025အတွက်နောက်ဆုံး session ကိုရောက်လာပြီပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့နောက်ဆုံး session ဒီလမှာကျမတို့ gratitude နဲ့ပတ်သက်တာလေးတွေလည်းလုပ်တတ်တယ်ပေါ့နော်အဲ့တော့gratitude နဲ့ပတ်သက်တဲ့session မဟုတ်သည့်တိုင်အောင်ပေါ့ဒီမှာပုံမှန် join တဲ့သူတွေလည်းရှိတယ်တချို့လည်းဒီ session လေးကို YouTube ကနေပြန်နားထောင်ပြီးတော့ဒီအိတ်တဲ့သူတွေပေါ့နော်အမ session နားထောင်ရင်လည်းအိတ်ပျော်သွားတယ်ဆိုတဲ့သူတွေများတယ်ဆိုတော့အိတ်ပျော်တဲ့သူတွေလည်းရှိတယ်ပေါ့နော်အိတ်ကောင်းစေတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့အားလုံးကတနည်းတစ်ဖုံနဲ့ဒီ session လေးအကျိုးဖြစ်မယ်လို့ထင်တယ်အချိန်ပေးပြီးတော့ပါဝင်နားထောင်ကြတယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအတွက်အထောက်အကူဖြစ်တဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နော်ကိုယ့်ရဲ့ဒါ commitment တစ်ခုလေနော်အချိန်ပေးပြီးတော့နားထောင်တာဖြစ်ဒီတောက်ကြနေ session အချိန်ကိုလာတက်တာပဲဖြစ်လေနော်ဆိုတော့ဒါကအချိန်ပေးမှုတစ်ခုလိုအပ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဂရုစိုက်ခြင်းကိုကျေးဇူးတင်ပါတယ်ပေါ့နော်ဒီလရဲ့နောက်ဆုံး session လေးကိုတော့ကျွန်မဒီလအတွက်ခေါင်းစဉ်ရှာဒီလထက်ဒီတစ်ပတ်အတွက်ပေါ့နော်ခေါင်းစဉ်လေးစဉ်းစားရင်းနဲ့ပြောပြီးသားတွေလည်းမဖြစ်အောင်ဒါပေမဲ့ဒီအချိန်ပေါ့နော်ဒီဒီဇင်ဘာလမှာနှစ်တစ်နှစ်ရဲ့နောက်ဆုံးလပေါ့နော်ပွဲလန်းသပင်တွေလည်းများတယ်ပေါ့နော်ဒီလိုလမှာဖြစ်တတ်တဲ့အရာလေးတွေကိုလည်း
မကြော်သွားခြင်းဘူးပေါ့နော်မကြော်သွားခြင်းဘူးဆိုတာလက်ရှိကြုံနေရတာထိမိခြင်းတယ်ပေါ့နော်tackle လုပ်ခြင်းတယ်ဒါကြောင့်ဒီတစ်ခေါက်မှာတော့ last ရဲ့နောက်ဆုံးဟိုနော်နှစ်ရဲ့နောက်ဆုံးလရဲ့နောက်ဆုံး session လေးကိုဒီနှစ်တစ်နှစ်တာရဲ့ပြန်လဲကြည့်တဲ့ဒီ reflect လုပ်တဲ့ဟာထက်ကျွန်မကဒီအချိန်မှာအများစုကနှစ်သက်အတွက်ကိုပေါ့နော်စဉ်းစားနေကြပြီရင်ခုန်နေကြပြီစဉ်းစားရင်ခုန်မှုနဲ့အတူကျမတို့တတိမထားမိတာကစိုးရိမ်မှုတွေလည်းနည်းနည်းလေးဖြစ်တော့ပါတယ်ပေါ့နော်ပေါ်ရမှာကြည့်မယ်ဆိုလို့ရှင်တော့အားလုံးကNew Year ကိုဘယ်လိုကျင်းပမလဲဆိုပြီးတော့ရင်ခုန်နေကြတာပေါ့နော်တစ်ချိန်တည်းမှာပဲကျမတို့ပြီးခဲ့တဲ့ session မှာလည်းပြောခဲ့တယ်လीเนาะဒီအချိန်ကိုဖြတ်တန်းရခြင်းမှာပျော်ရွှင်စိတ်လှုပ်ရှားမှုတွေအပြင်စိတ်ဖိစီးမှုနဲ့ဒီဝမ်းနည်းမှုနာကျင်မှုတွေလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့ဒီနှစ်အကုန်နောက်တစ်နှစ်ကိုကူရမယ်ဆိုတဲ့အခါမှာလည်းဒီခုနတုန်းကစိတ်ဖိစီးမှုတွေစိတ်လှုပ်ရှားမှုတွေဒါတွေကစိုးရိမ်မှုတွေပေါ့နော်စိတ်ပိုင်းဆိုင်ရာကိုပင်ပန်းစေတဲ့အရာတွေကရှိတတ်တယ်အဲ့တော့ကျွန်မကဒီခေါင်းစဉ်ရွေးတဲ့အခါမှာဒီနောက်နှစ်အတွက်ကိုကျွန်မတို့ကိုဘာကိုလိုအပ်လဲဆိုတော့ setting intention ပေါ့နော်ရည်ရွယ်ချက်သတ်မှတ်တာပေါ့နော်ရည်ရွယ်ချက်သတ်မှတ်တယ်ရည်ရွယ်ချက်မှာမှဟို gentle intention ပေါ့နော်ဒါကတော့ကျွန်မဖတ်တဲ့စာတွေထဲမှာတွေ့ရတာပေါ့နော်ဒီ intention နဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့ကျွန်မရှာဖတ်ကြည့်တဲ့အခါမှာ gentle intention ဆိုတာလေးကိုသုံးထားတယ်မြန်မာလိုဘာသာပြန်ရင်တော့နည်းနည်းလေးစကားလုံးကထောက်နေပါဆိုလို့ကျွန်မရိုးရှင်းအောင်ပဲနှစ်သက်ကိုပုံဖော်ကြည့်ခြင်းလို့ပဲဘာသာပြန်လိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်မပြောချင်တဲ့ဟာလေးကိုလည်းကျွန်မဟိုထည့်ချင်တယ်ပေါ့နော်အဲ့ဒါနဲ့အောက်မှာ English လိုပဲ pressure ပေါ့နော် pressure to peace ဆိုပြီးကျွန်မထည့်လိုက်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပြောမယ့်အကြောင်းအရာတကယ်တော့ဒီ gentle intention ဆိုတဲ့ဟာကိုကျွန်တော်ပို့ပြီးတော့ဥတည်ပြီးတော့ပြောမှာဖြစ်တယ်ပေါ့နော်ဆိုတော့ရည်ရွယ်ချက်တော့ရှိတယ်တိမ်တိမ်မွတ်မွေလေးပဲเนาะအဲ့တော့တိမ်မွေတဲ့ရည်ရွယ်ချက်ဆိုတာဘာများပါလဲပေါ့နော်ဆိုတော့နှစ်တစ်နှစ်မှာကျွန်တော်တို့goal တွေเนาะဒါခဏနေကြားရတော့မယ်เนาะနောက်ထပ်တစ်ရက်နှစ်ရက်ဆိုလို့ရှိရင် social media မှာလည်းမြင်ရတော့မယ်လေเนาะဒါနောက်နှစ်ကျရင်မလုပ်ပါမယ်ဆိုတော့ New Year resolution တွေပေါ့เนาะဆိုတော့နောက်နှစ်ကိုဘာလုပ်ချင်လဲဆိုတော့ intention လေးထားတာကောင်းတယ်ပေါ့เนาะဒါပေမဲ့အဲ့မှာမှကိုထားတဲ့ intention ကိုထားတဲ့ရည်ရွယ်ချက်ကိုထားတဲ့မျှော်လင့်ချက်ကလက်ရောညီထွေမှုတွေလက်တွေ့ကြမှုတွေဂရုစိုက်မှုပုံစံအမျိုးမျိုးတော့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့အများစုကတော့ကြားဘူးတာကဒါနှစ်တစ်နှစ်အတွက်ဆိုလို့ရှိရင်goal ပေါ့နော်ဒီနှစ်မှာငါဘာရရမယ်ဆိုတော့ goal setting တွေလုပ်ကြရတယ်ပေါ့နော်ပြီးလို့ရှိရင်ဘာမလုပ်တော့ဘူးဆိုတော့တန်တိတ်ထန်ချတဲ့အပိုင်းပေါ့နော်ဒီမလုပ်တော့ဘူးဆိုတာတစ်ပိုင်းပေါ့ New Year resolution တွေဒါမှမဟုတ်လို့ရှိရင်လည်းဒီ resolution မှာဘာလုပ်မယ်ဆိုတော့တန်တိတ်ထန်ချတာပေါ့နော်လုပ်မယ်ဟာလည်းဖြစ်ခြင်းဖြစ်မယ်မလုပ်မယ်ဟာလည်းဖြစ်ခြင်းဖြစ်မယ် resolution တွေချတယ်အဲ့ဒီလုပ်မယ်ဟာကိုဥတီတဲ့သူတွေကပို့ပြီးတော့ပေါ့နော်စူးစမ်းအားထုတ်မှုတယ်ပေါ့နော်goal setting ပေါ့နော်ငါကတော့ဘယ်လို plan နဲ့ဘာလုပ်မှာဆိုတော့ဒီစိန်ခေါ်မှုတွေနဲ့ကိုနှစ်တစ်ကိုပေါ့နော်အားကျိုးမှန်တက်တွေနဲ့ကျမတို့ပြင်ဆင်ကြတယ်ကျမအပါဝင်ပဲပေါ့နော်မနှစ်ကဆိုအဲ့ဒါကျမမှတ်မှတ်ရပေါ့နော်2025မှာဘာလုပ်ချင်ပါတယ်ဆိုပြီးတော့ပြင်ဆင်ထားလိုက်တာပေါ့နော်ဟို2လလောက်ကတော့ဟုတ်တယ်2လလောက်ဟုတ်တယ်3လမှာကျမငလျင်လောက်တော့တာပဲပေါ့နော်ဟိုငလျင်လောက်တော့တကယ်ငလျင်လောက်တာပေါ့နော်တကယ်ဒီဟိုမန်လေးငလျင်လောက်တဲ့အချိန်မှာကျမလောက်ချင်တယ်လို့ပြင်ဆင်ထားတဲ့ကျမရဲ့ဒီ New Year resolution and goal တွေအကုန်လုံးကပေါ့နော်အများကြီးပြောင်းလိုက်ရတယ်လှုပ်ချင်တာတွေကောမလှုပ်ချင်တာတွေကောလှုပ်တဲ့တာတွေကောပေါ့နော်ဒါတွေနဲ့အများကြီးပြောင်းလိုက်ရတယ်ပေါ့နော်ဆိုတော့ဒါဒီကျမတို့ပုံမှန်ပါပဲပေါ့နော်ဒီချိန်မှာတနည်းအားဖြင့်တော့ကျမတို့မှာလှုပ်ချင်တဲ့ဆန္ဒလေးရှိနေတယ်ဆိုတဲ့ဟာကိုတော့ကောင်းတယ်အဲ့တော့ကောင်းတဲ့ဟာလေးတွေကိုကျမတို့ယူပြီးတော့ပိုကောင်းအောင်ဘယ်လိုလုပ်ကြမလဲပေါ့နော်အဲ့တော့ဒီနှစ်သက်အတွက်စာတွေဖတ်ကြည့်တဲ့အခါမှာ goal setting ထပ်ပေါ့နော်ခုနကတည်းကပြောတဲ့ intention ရည်ရွယ်ချက်ပေါ့နော်ရည်ရွယ်ချက်ထားတာပေါ့ intention setting ပေါ့
ပေါ့နော်အဲ့တော့ intention မှာကျွန်မကmindfulness approach ဘက်ကနေကျွန်မပြန်ကြည့်တဲ့အခါကျတော့ကျွန်မစာချက်ရှာပြန်ဖတ်တာပေါ့နော်ဒီ intention နဲ့ mindfulness practice နဲ့ဆိုတော့အဲ့ဒီဟာမှာလည်းစာတွေအများကြီးတွေ့ရတယ်ပေါ့နော်ဒါကို supporting လုပ်ထားတာဘာလို့စာတွေအများကြီးတွေ့ရလဲဆိုတဲ့ဟာကိုကျွန်မကကိုကလဲဆိုလို့ရှိရင်ဒါမျိုးတွေကိုပြောထားတဲ့သူတွေရှိသလို like လုပ်တဲ့သူတွေရှိသလို like လုပ်ခြင်းနဲ့ပတ်သက်တဲ့sharing လုပ်ထားတာတွေစာတမ်းတွေရှိပါတယ်ပေါ့နော်အဲ့ဒီအတွက်ဒါကlike လုပ်ကြည့်ဖို့အတွက်တင့်တော်တဲ့အရာဖြစ်တယ်ဆိုတော့နည်းနည်းလေးခိုင်ခိုင်မာမာလေးပြောပြခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ intention setting မှာကျွန်တော်တို့ mindful self compassion approach အောက်ကနေပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီ gentle intention ပေါ့နော်ကိုရည်ရွယ်ချက်ထားတဲ့အရာကိုဘယ်လိုမျိုးညင်သာစွာကျင်နာစွာexcel လေးများပေးမှာတော့မဟုတ်ဘူးပေါ့နော်ကျင်နာစွာနဲ့ကျွန်တော်တို့ဒီရည်ရွယ်ချက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်လှမ်းကြည့်မလဲပေါ့နော်ဆိုတော့အဲ့မှာကျွန်မကgoal နဲ့ intention နဲ့ဘာကွာလဲဆိုတဲ့ဟာကိုဥပမာလေးပေးချင်တယ်ပေါ့နော်ဆိုတော့goal ကတော့ကိုကထားဖို့လိုချင်တယ်နောက်နှစ်မှာငါကတရားထိုင်မယ်ပုံမှန်တရားထိုင်မယ်ပေါ့နော်ပုံမှန်တရားထိုင်မှာဖြစ်တဲ့အတွက်တရက်နေ့ကစပြီးတော့တရက်နေ့မတိုင်ခင်တော့နည်းနည်းတောင်းကျမ်းလိုက်အောင်ပဲပေါ့နော်တရက်နေ့ကစပြီးတော့ငါတရက်ကိုမိနစ်30တရားထိုင်မယ်နော်ဒါကတော့goalအဲ့တော့ဒါကိုရဲ့ဘန်းတိုင်ဒါဒီဖြစ်နိုင်ခြေရှိလားလို့ပေါ့နော်လက်တွေ့ကြလားတို့ time frame ထဲမှာရှိလားလို့အစရှိတဲ့ဒီ smart เนาะ goal ချတဲ့အခါမှာကျမတို့ဒီ smart approach တွေကိုသုံးတယ်လေเนาะspecific ဖြစ်တယ်ပေါ့เนาะဟုတ်တယ်မိနစ်30ဘယ်ချိန်လဲနေ့တိုင်း every morning ပေါ့เนาะအစရှိတဲ့ဖြစ်နိုင်လားဖြစ်နိုင်တယ်တနားရီဆိုရင်ငါမထိုင်နိုင်သေးဘူး30လောက်ကတော့ဖြစ်နိုင်တယ်အစရှိတယ်ပေါ့เนาะဒါလိုမျိုး smart goal ရဲ့ approach တွေနဲ့ကျမတို့goal တစ်ခုသတ်မှတ်လိုက်တယ်ပေါ့နော်ကျွန်မမြန်မာလိုပြောတဲ့အခါမှာရည်ရွယ်ချက်တွေရည်မှန်းချက်တွေပန်းတိုင်တွေစကလုံးရှုပ်မှာဆိုလို့ပေါ့နော်ရှုပ်မှာဆိုကျွန်မကိုယ်တိုင်ရှုပ်မယ်လို့ပြောတာပါပြောရင်းနဲ့လေဒီစကလုံးတွေကဒီအင်္ဂလိပ်လို goal လို့ပြောရတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်နားထောင်တဲ့သူအတွက်လည်းနားမရှုပ်ဘူးပေါ့နော်ဒါကြောင့်အင်္ဂလိပ်လိုပဲဆက်ပြောပြရစီပေါ့နော်အဲ့တော့ဒီခုန goal ကကိုဘာလုပ်မလဲဆိုတဲ့ဟာကိုတေချာတွက်ချက်ပြီးတော့လုပ်လိုက်တယ်ပေါ့နော်လုပ်ဖို့အတွက်ပြင်ဆင်လိုက်တယ်ပေါ့လုပ်လိုက်တာမဟုတ်ပြင်ဆင်လိုက်တယ်intention ကကြတော့အဲ့လိုမျိုးမဟုတ်ဘူး intention ကကြတော့ तू ကနေ့စဉ်မှာကိုကပို့ပြီးတော့အေးချမ်းမှုနဲ့တည်ငြိမ်မှုရှိအောင်လို့ကိုကမွေးမြူမယ်နော်ဆိုတော့goal setting ရဲ့ဒီပေါ့နော် smart goal approach ကနေကြည့်မယ်ဆိုလို့ရှိရင်ဒီဟာကတိတ်ပြီးတော့တိကျပြတ်သားမှုမရှိတာတို့တိုင်းတာလို့မရတာတို့เนาะဒီအချိန် time boundaries မရှိတာတို့ဒါမျိုးလေးတွေနဲ့တော့ဖြစ်နိုင်တယ်ပေါ့နော်မေးခွန်းထုတ်နိုင်တယ်ပေါ့နော်အားနည်းချက်ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့သူက intention မှာဒီ mindfulness approach ကနေပြီးတော့သူပြောထားတာလေးတွေကိုကျွန်တော်ပြီးရင်ဆက်ပြီး share မယ်လေနော်ဆိုတော့ဒီနေရာမှာကျွန်မသတိထားမိတာကဒီ goal နဲ့ intention မှာကွာခြားမှုလေးပေါ့နော် goal ကတော့ခုနကတော့ဒီတိကျကျနဲ့ကိုဘာလုပ်မယ်ဆိုတဲ့ဟာကိုဦးတည်ထားတာ intention ကကြတော့သူကပို့ပြီးတော့ကိုလုပ်မယ်ဆိုတဲ့အရာလေးကိုစိတ်ထဲကနေတိကျမှုတော့ရှိတယ်ဥပမာသူတည်ငြိမ်ခြင်းနဲ့เนาะ stillness ပေါ့เนาะတည်ငြိမ်နဲ့အေးချမ်းမှုကိုသူပြုစုပြောထောင်မယ်နေ့စဉ်မှာပေါ့เนาะအဲ့မဲ့ဒီအရာလေးမှာနည်းနည်းလေးပို့ပြီးတော့တခုခုကိုပြုစုပြောထောင်ရမယ်ဆိုတော့ညင်တာမှုတွေပါတယ်ပေါ့เนาะအဲ့တော့intention ကဘာလဲဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ပြောင်းလဲသွားဖို့အတွက်ကိုပေါ့နော်မွေးမြူပေးတယ်ပြုစုပြောထောင်ပေးတယ်เนาะပြီးလို့ရှိရင်အခြေအနေတွေကကို goal setting မှာလုပ်ထားတဲ့အခြေအနေတွေကတခုခုအပြောင်းလဲရှိခဲ့မယ်ဆိုရင်တော့မှဒီ intention ကကြတော့ကိုပို့ပြီးတော့ဒီအရွေ့မှာညင်တာမှုနဲ့ပြန်သုံးသပ်မှုတွေပါတယ်တကယ်တော့ goal setting ကလည်းဒါကျွန်တော်မနစ်ကဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ရဲ့ဒီတီးနေရသူတွေအတွက်ကိုကျွန်တော်တို့ session လေးတစ်ခုလုပ်ပေးတယ်ပေါ့နော်ဒီ goal setting နဲ့ပတ်သက်ပြီးတော့
အဲ့ခါမှာဒီ goal setting sharing လုပ်ပေးတဲ့ဆရာမပြောတာကဒီ goal setting ဆိုတာကဟိုပါပေါ့နော်ဒါဟိုပြန်ပြီးတော့ကျမတို့သုံးသပ်ရတဲ့အရာဖြစ်တယ်လေနော်ဒီအခုချထားတဲ့ goal ကဒါတစ်နှစ်လုံးဒီတိုင်းပဲဖြစ်မယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးပေါ့သုံးလနေရင်တစ်ခါပြန်သုံးသပ်တယ်ကာလန်ဒေသအခြေအနေအပြောင်းလဲတွေရှိလားပေါ့နော်အဲ့လိုပဲ6လတစ်ခါပြန်သုံးသပ်တယ်ဒီထဲမှာဘာအပြောင်းလဲเนาะဘယ်လို adjust လုပ်ရမယ့်အရာရှိလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဟို goal မှာလဲကျမတို့ကဒါပဲဖြစ်ရမယ်ဆိုပြီးတော့စိတ်ပင်ပန်းမှုတွေနဲ့ goal setting လက်မှတ်မှန်ကန်နားလည်ဖို့လဲလိုတာပေါ့နော်အဲ့မှာမှတစ်ချက်တစ်ဖန်ဒီintention မှာဆိုလို့ရှိရင်လဲကိုကအရန်ကိုမှပြောင်းလဲဖို့ပြောတာမျိုးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အမြဲပြန်သုံးသပ်ဖို့လိုအပ်တယ်သုံးသပ်ရင်းနဲ့ဒီလုပ်ရမယ့်အရာပေါ်မှာပို့ပြီးတော့ကောင်းကောင်းမွန်မွန်စိတ်လဲချမ်းချမ်းသာသာနဲ့လုပ်နိုင်အောင်ဆိုတော့ကျမတို့က well being perspective ကနေပြောတာစိတ်ပိုင်းဆိုင်ရာကျန်းမာရေး perspective ကနေပြောတာဖြစ်တဲ့အတွက်စိတ်တောကတွေနဲ့စိတ်ပူပန်မှုတွေနဲ့မနဲ့ထရအောင်မယ်ဟဲ့ဒါလုပ်ရအောင်မယ်ဟဲ့ဆိုတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကိုလုပ်တဲ့အရာကိုအမြဲတမ်း enjoy ဖြစ်ပြီးတော့ကျေနပ်ပြီးတော့လုပ်ဖို့လိုအပ်တာဟုတ်လေနော်ဆိုတော့ဘာပဲလုပ်ဒီလုပ်နေတဲ့အရာမှာကိုကျေနပ်ရလားပြီးရင်အပြင်အခြေအနေဖြစ်နိုင်တာမဖြစ်နိုင်တာတွေကိုခဏထားဖြစ်နိုင်တာမဖြစ်နိုင်တာထက်ဘယ်သူတွေဘာပြောလဲဆိုတာကိုပြောချင်တာပေါ့နော်ဘယ်သူတွေဘာပြောလဲဆိုတာကိုခဏထားဒီအခြေအနေမှာငါပျော်ရဲ့လားငါရဲ့အတွင်းစိတ်ထဲမှာငါ့ကိုကျေနပ်မှုပေးလားတခါတလေမှာအပြင်အခြေအနေကမလွဲတာလို့ဆိုတဲ့အခြေအနေတွေရှိခြင်းရှိမှာကိုမကြိုက်ဘူးဆိုတဲ့အခြေအနေရှိခြင်းရှိမယ်ဒါပေမဲ့အဲ့ဒီအခြေအနေထဲမှာငါကျေနပ်နေတဲ့အရာကဘာလဲငါအတွက်ဘာရနိုင်လဲငါအတွက်ကျေနပ်မှုဘာရှိနိုင်လဲဆိုတဲ့ဟာကိုလည်းကျမတို့ရှာဖွေကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဒါကိုတော့ကျမအကျယ်တဝင့်တော့မပြောတော့ဘူးပေါ့နော်ဒီဒါပေမဲ့ဖြစ်နေတဲ့အခက်အခဲအခြေအနေတွေမှာအဲ့ဒီအခြေအနေတွေမှာကိုတခါတလေကြာပြန်ပြီးတော့အာယုံစိုက်ကြည့်ပါဒါကတကူကောင်းဆန္ဒမဟုတ်ပါဘူးကိုဖျောင်းနိုင်လေမီးမတည်သွားဖို့အတွက်ကိုကထားကိုတတ်နိုင်သမျှမီးကိုကာထားပြီးတော့ထပ်ပြီးတော့မီးလေးလင်းနေအောင်လို့လှုပ်ဆောင်ရမယ်လေနော်အဲ့ဒီအချိန်မှာကျမတို့ကကိုမီးကိုကာထားလိုက်ခြင်းကတကူကောင်းဆန်ခြင်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီခက်ခဲတဲ့အခြေအနေကိုကြုံရလို့ကိုယ့်ရဲ့ goal setting တွေမှာကိုစိတ်ရှုပ်ရတာတွေပူပန်ရတာတွေဖြစ်တဲ့အခါမှာဒီ intention ထားတဲ့အရာလေးကကိုယ့်အတွက်ကိုပို့ပြီးတော့အထောက်အကူဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ကျမတို့ဒီ intention ထားတဲ့အခါမှာကိုကဘာကိုသတိပြုမိလဲဆိုလို့ရှိရင်တီးခံရမယ်ဆိုတဲ့အရာကိုကျမတို့သတိပြုမိတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့တွေးတဲ့ပုံစံပေါ့နော်ကိုယ့်ရဲ့တွေးတဲ့ပုံစံမှာကိုလွယ်ကူကူနဲ့ပဲဒါကိုကျမတို့ကခုနကတော့ goal နဲ့ရှင်လို့ရှိရင်ကြည့်လိုက်မယ်ဆိုသူကတိကျပြတ်သားမှုအများကြီးမရှိနေတဲ့အခါမှာပေါ့နော်မိခွန်းထုတ်စရာတွေအားနဲ့ချက်လို့မြင်နိုင်ပေမဲ့တကယ်တမ်းဒီကိုယ့်ရဲ့ thinking process မှာနားဖို့အတွက် pause လုပ်ဖို့အတွက်ကိုသတိပေးတယ်ပြန်ပြီးသုံးသပ်ဖို့အတွက်သတိပေးတယ် reflect လုပ်ဖို့အတွက်ပြန်သတိပေးတယ်ကိုချစ်ဖို့အတွက်သတိပေးတယ်နော်ဆိုတော့ဒါလေးကိုကျွန်မက highlight အနေနဲ့မှတ်မိစေချင်တယ်အဲ့တော့ဒီကိုတစ်နှစ်တာအတွက်ရည်ရွယ်ချက်ထားလိုက်တဲ့အခါမှာအဲ့ရည်ရွယ်ချက်မှာကျွန်တော်တို့ကဒီရည်ရွယ်ချက်ကိုလာမယ့်နှစ်မှာတော့ငါကဘယ်လိုမျိုးပို့ပြီးတော့တန်မာခြင်းတယ်ပေါ့နော်ကိုယ့်ရဲ့အတန်မိုးကိုပို့ပြီးတော့ထုတ်ပြောရတဲ့နော်ဒီ courage ပေါ့နော်ဒီတတိရှိခြင်းတယ်ပေါ့နော်ဆိုတဲ့အခါကျလို့ရှိရင်ဒီအရာကိုကလှုပ်ဆောင်နေရင်းနဲ့ဒါကိုလုပ်တဲ့အခါမှာကိုဘယ်လိုမျိုးခက်ခဲနေလဲဘာကကိုအတွက်အတားအဆီးဖြစ်နေလဲเนาะကိုပြောရဲဆိုရဲဖို့เนาะကိုပြောချင်တဲ့အရာကိုပြောရဲဖို့အတွက်တားဆီးနေတဲ့အရာကဘာလဲခက်ခဲနေတဲ့အရာကဘာလဲအဆရှိတဲ့အရာတွေကို pause လုပ်ပြီးတော့မကြနားပြီးတော့ပြန်ကျမတို့သုံးသပ်လို့ရတယ်ပြီးလို့ရှိရင် reflect ပေါ့เนาะဘာကြောင့်ခုန pause ပေါ့နားပြီးတော့မှခုနတွေးတဲ့အရာတွေကိုပြန်သုံးသပ်တယ်ပေါ့နော်သုံးသပ်ပြီးတဲ့အခါမှာကိုအပြစ်မတင်ဘူးအဲ့ဒါအရင်ရေးကြည့်တယ်နော်အဲ့တော့သုံးသပ်ပြီးတဲ့အခါကျလို့ရှိရင်ကို့မှာရှိတဲ့အားနည်းချက်တွေကိုဒါကြောင့်နေဆိုပြီးတော့အပြစ်တင်တာတွေမဟုတ်ဘဲနဲ့ any given time
အခြေအနေတိုင်းမှာကိုရှိတဲ့အရင်းမြစ်တွေနဲ့အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတဲ့အရာကိုယုံကြည်ပေးပါဒါသည်ကိုတတ်တာအောင်လို့ဖော့ပြီးတွေးလိုက်တာမဟုတ်ဘူးအဲ့ဒီစကားနဲ့အတူကျမတို့မှာတာဝန်ယူမှုလည်းအပြည့်ရှိတယ်ဆိုတော့အဲ့ဒီအချိန်မှာငါထားကိုအကောင်းဆုံးလုပ်ခဲ့တာကိုအပြစ်မတင်ဘူးအဲ့ဒီနေရာအဲ့ဒီအဖြစ်ပြက်မျိုးကနေဘာသင်ခန်းစာယူပြီးတော့နောက်တစ်ခါမှာပို့ပြီးကောင်းအောင်ဒါမျိုးမဖြစ်အောင်ဒါမှမဟုတ်လို့ရှိရင်လည်းကောင်းတယ်မကောင်းဘူးဆိုတာဖြစ်တဲ့အရာကိုစဉ်းစားဖို့အတွက်ပြင်ဆင်ဖို့အတွက်အစရှိတဲ့အရာတွေအတွက်ကိုအချိန်ပေးလို့ရတယ်ပြန်သုံးသပ်လို့ရတယ်ပေါ့နော်ဆိုတော့ကိုဒီ criticize ပေါ့ဝေဖန်တာမျိုးအပြစ်တင်တာမျိုးမလုပ်ခဲနဲ့ကိုအကောင်းဆုံးလုပ်ခဲ့တယ်ဆိုတဲ့အရာကိုအတိမတ်ပြုပေးဖို့လိုတယ်။ဘာလို့လဲဆိုတော့ပြန်စဉ်းစားကြည့်ပါအကယ်လို့ကျွန်မပြောတဲ့အရာနဲ့နည်းနည်းလေးကိုအတွေ့အကြုံနဲ့မတူဘူးဆိုလို့ရှိရင်ကျွန်မ chat box မှာစာပို့ထားလို့ရတယ်ပေါ့နော်။ကျွန်တော်တို့အများစုကမြန်မာ culture မှာလေနော်ဒါမြန်မာအများစုနားထောင်နေတာဆိုတော့အစုခံရပြီးတော့ကြီးလာတဲ့ generation လို့ပြောရမှာပေါ့နော်အခုခေတ်ကလေးတွေကတော့ဒါနည်းနည်းပိုပြီးကံကောင်းတယ်ပေါ့နော်ဒါတောင်မှဒါကျွန်မအရင်က parenting session မှာလည်းပြောဖို့ပါတယ်ဒီလိုမျိုးနီးပညာဗဟုသုတတွေကိုလက်လန်းမိပြီးတော့ကောင်းမွန်တဲ့ဒီပေါ့မှန်ကန်တဲ့ပေါ့နော်မှန်ကန်ကောင်းမွန်တဲ့ပြုစုပြောထောင်တဲ့ပုံစံနဲ့ကြီးပြင်းရတဲ့ကလေးတွေကအရင်နဲပါသေးတယ်ပေါ့နော်အဲ့တော့စုခံရတဲ့generation ပေါ့ကျွန်တော်တို့ကနော်စုခံရတဲ့ generation ဆိုတဲ့အခါကျတော့စုတာမဟုတ်ရင်တောင်မှမိဘကကောင်းစေခြင်းနဲ့ဆိုတဲ့ဆန္ဒမျိုးဒါမှမဟုတ်လို့ရှိရင်လည်းအခက်အခဲအမျိုးမျိုးနဲ့မိဘကကြီးရတဲ့အခါမှာကျမတို့ပေါ်ကိုအဖြစ်အဝပေါ့နော်ဒီအမြဲတမ်းချစ်မပြနိုင်တာမျိုးပေါ့နော်ဆိုတော့အမိဘတွေကချစ်ပြတဲ့ပုံစံကကျမတို့လိုချင်တဲ့ချစ်ပြတဲ့ပုံစံမဟုတ်ဘူးအဲ့တော့အနှစ်ချုပ်ကတော့ဘာလဲဆိုလို့ရှိရင်ကျမတို့ကအမြဲတမ်းစီကံတင်းကျပ်မှုတွေအဆူခံရမှုတွေနဲ့ကျမတို့ကြည်ဖြင်ရတယ်အဲ့ဒီအနောက်မှာတော့မိဘကကောင်းစေခြင်းလို့ပြောတယ်ဆိုတဲ့စကားလေးကတော့အဆုံးသတ်တာပေါ့နော်ဆိုတော့အဲ့ကောင်းစေခြင်းလို့ပြောတဲ့အနောက်မှာကျမတို့ကလည်းအဲ့ဒါကိုအမှန်လို့ပဲထင်ခဲ့တယ်လေနော်မိဘပဲနားလည်ရမှာပေါ့တော့ဘာပေါ့ညာပေါ့နော်ဒါပေမဲ့မသိတာနဲ့ကျမတို့မှာပါလာတာကအဲ့ဒီအကျင့်တွေကိုကိုလည်းကျမတို့ကပြန်ပြီးတော့သုံးနေတတ်ကြတာဒါကြောင့်ငါဒါမျိုးဖြစ်တယ်မို့စောစောမထတာငါပြင်းလို့ပေါ့နော်ဒါကျမဆိုကိုဘယ်လောက်ပဲကျမစီးကွက်ပေါ့နော်ညဘယ်လောက်ပဲမိုးချုပ်နေပေါ့နော်ဒီမနက်မထနိုင်ခြင်းကိုကျမငါမထနာဘယ်သူမှပေါ်မှာနစ်နာသွားတာမဟုတ်ဘူးပေါ့နော်ဘယ်သူမှလည်းနစ်နာသွားတာမဟုတ်ဘူးကိုအလုပ်ကိုထိခိုက်တာလည်းမဟုတ်ဘူးညမှာလည်းအလုပ်လုပ်တာပဲအစရှိတဲ့ဟာတွေတိတိုင်အောင်မနဲ့စောမထခြင်းကိုကျွန်မငါပြင်းတာဆိုတာကိုတော့နည်းနည်းလေးတော့ပလေးဖြစ်တော့ကျွန်မကို level တက်မိတယ်ပေါ့နော်ဒါပါလဲဆိုလို့ရှိရင်ဒီလိုမျိုးဗာလဲအဲ့ဟာစောထတာကကောင်းတယ်နော်စောမထလို့ရှိရင်ဆိုတော့ဒီဟာတွေနဲ့ကျမတို့ကြီးပြင်းရတဲ့အခါမှာအဓိကကျမတို့ကဒီဝေဖန်အပြစ်တင်မှုကိုပုံစံမျိုးစုံနဲ့ကြုံတွေ့ခဲ့ရတဲ့သူတွေနော်နာကျင်စေလိုတာမဟုတ်ရင်တောင်မှကောင်းစေခြင်းတယ်ဆိုတဲ့ဆန္ဒအောက်မှာနဲ့ဝေဖန်အပြစ်တင်မှုကိုကြုံခဲ့ရတာဖြစ်တဲ့အတွက်အဲ့ဒီအရာတွေကိုကျမတို့ကိုယ့်ဘဝမှာကိုပြန်ပြီးတော့သုံးဖြစ်နေတယ်။ကျမရှင်းပြနည်းနည်းတော့ရှည်သွားတယ်။အဲ့ဒါဟုတ်မဟုတ်ပြန်စဉ်းစားကြည့်ပါ။အဲ့တော့ကိုကျမတို့ဂျင်တာဖို့ကိုcompassion ပေါ့နော်ကျင်နာမှုပြဖို့တနာဖို့ဆိုလို့ရှိရင်ကျမတို့တကယ်တမ်းမှာလက်တွန့်ကြတယ်နော်ဒါတကယ်စူးစမ်းနေတဲ့သူအများစုဆိုပို့မှန်မယ်နဲ့တူတယ်ပေါ့နော်တချို့တကယ်ကိုမှပဲတခြားအကြောင်းနေနဲ့နည်းနည်းလေးသူတို့ဘဝကိုပျော်ပနေတဲ့သူမျိုးလည်းရှိကောင်းရှိမှာပေါ့နော်ဒါပေမဲ့အများစုမှာဒီရှင်သန်မှုအတွက်စူးစမ်းနေတဲ့သူတွေမှာကိုကျင်နာတနာတာထက်အထူးသဖြင့်ဒီ session ကိုပါဝင်နေကြတယ်လေနော်အချိန်ပေးပြီးတော့ကိုပို့ပြီးတော့အပြစ်တင်တာဝေဖန်တာharsh ပေါ့နော်နာကျင်တဲ့ပုံစံနဲ့စကားပြောဆိုတာမျိုးကျမတို့ပို့ပြီးတော့ကြုံမှုကြလိမ့်မယ်နေ့စဉ်မှာအဲ့လိုပုံစံနဲ့ချက်တန်းနေကြလိမ့်မယ်ပေါ့နော်ဒါကြောင့်ဒီနောက်နှစ်အတွက်
ရည်ရွယ်ချက်သတ်မှတ်တဲ့အခါမှာကျမတို့ကဒီ gentle ဆိုတဲ့စကားလုံးလေးပေါ့နော်ဒီညင်သာစွာနူးညံ့စွာပေါ့နော်ဆိုတဲ့ဟာလေးကိုကျမကထည့်တာပေါ့နော်ဆိုတော့ဒီညင်သာစွာနဲ့ကိုဘယ်လိုမျိုးဒီရည်ရွယ်ချက်တွေကိုအကောင်းဆုံးဖြစ်အောင်လို့လုပ်မလဲပေါ့နော်ဆိုတော့အဲ့ဒီခါမှာကျမတို့ကဒီ self compassion ပေါ့နော်ဒီ mindful self compassion approach ကနေကြည့်မယ်ဆိုလို့ရှိရင်ကိုဒီ self compassion ပြခြင်းမှာဒီလိုမျိုးအပြစ်တင်တတ်တဲ့အကျင့်ကဖြစ်ဖြစ်ချင်းလျော့ပါတယ်เนาะဒီရည်ရွယ်ချက်ထားတယ်ဒါပေမဲ့mindful self compassion approach ကနေပြီးတော့ self compassionate intention ထားလိုက်တဲ့အခါမှာ gentle intention ထားလိုက်တဲ့အခါမှာပို့ပြီးတော့တတိလည်းကတ်လာတယ်เนาะဆိုတော့self criticism ကကျသွားတယ်ကိုပို့ပြီးတတိရှိတဲ့အရာကပို့ပြီးတော့ကောင်းလာတယ်เนาะနောက်တစ်ခုကကြတော့ဒီ intention ထားတဲ့နေရာမှာကျမတို့ကကိုလုပ်ချင်တဲ့အရာတွေပဲမဟုတ်ဘဲနဲ့ကိုလုပ်ချင်တဲ့အရာကိုကျမတို့သေချာလေးပြန်ပြီးသုံးသပ်တယ်ဘလို့သုံးသပ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့တန်ဖိုးထားမှုတွေနဲ့ဘလောက်ထိကိုက်ညီမှုရှိလဲဆိုတဲ့အရာကိုပြန်လဲသုံးသပ်တယ်เนาะဆိုတော့ဒီ self compassion approach နဲ့ပြန်ပြီးတော့ကိုက reflect လုပ်လိုက်တဲ့အခါမှာ self compassion approach အောက်ကိုဒီထည့်လိုက်တဲ့အခါမှာเนาะ intention ကိုထည့်လိုက်တဲ့အခါမှာကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့တန်ဖိုးထားမှုတွေကိုပြန်ပြီးတော့သုံးသပ်ပြီးဒီတန်ဖိုးထားမှုနဲ့ကိုက်ညီတဲ့နောက်နှစ်အတွက်ကိုဘာလိုချင်လဲဆိုတဲ့အရာကိုပို့ပြီးတော့ပုံဖော်ထူဆက်နိုင်တယ်အဲ့ဒီအတွက်ပို့ပြီးတော့လည်းစစ်မှန်တယ် authentic ဖြစ်တယ်ပေါ့နော်ဒီအရာကဖြစ်ဖို့အတွက်ပို့ပြီးတော့စစ်မှန်တယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့ကိုက်ညီလို့အဲ့တော့နောက်တစ်ခုအရင်ပြောလိုက်မယ်ပေါ့နော်နောက်ဆုံးတစ်ခုကဘာလဲဆိုလို့ရှိရင်ကိုလည်းဒီ goal setting နဲ့ဒါမျိုးဒါပဲဖြစ်ရမယ်လို့မဟုတ်ဘဲနဲ့เนาะ flexible ပေါ့နော်space ပေးတယ်ဒါကဘာလဲဆိုလို့ရှိရင်ဒီလိုလုပ်တဲ့အခါမှာငါအတွက်ဘယ်လောက်ထိအားသာမှုရှိလဲဘယ်လောက်ထိခက်ခဲလဲဘယ်အရာတွေကတော့တကယ်လုပ်ကြည့်တော့မှငါတကယ်ကြိုက်တဲ့အရာမဟုတ်နေပါလားเนาะအစရှိတဲ့ဟာတွေကိုတွေ့တဲ့အခါမှာပြောင်းလဲခွင့်ရှိတယ်ငါเนาะဒီနှစ်ရဲ့ New Year resolution ကိုတော့เนาะတန်ပိဋ္ဌာန်ကိုတော့ငါလုံးဝအပြတ်မခံနိုင်ဘူးအဲ့အတွက်ငါချထားတဲ့ goal ကိုငါမရအောင်နေ့တိုင်းလမ်းထားရှောက်မှာပဲပေါ့เนาะဒါပေမဲ့တကယ်တမ်းဒီအရာကကို enjoy ဖြစ်နေတာမဟုတ်ဘူးကိုစိတ်ကိုအပြည့်အဝပျော်ရွှင်မှုပေးနေတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်ကိုကလေ့ကျင့်ခန်းလုပ်တာကကောင်းတယ်ငါ့ကိုတကယ်ပျော်ရွှင်နိုင်တဲ့လေ့ကျင့်ခန်းပုံစံကပြောင်းလုပ်လို့ရတယ် goal setting မှာလမ်းလျှောက်တာဖြစ်တဲ့အတွက်ငါလမ်းမဲ့ဆက်လျှောက်เสียမလို့ flexible ဖြစ်တယ်ဆိုတဲ့အရာကိုပြောတာပေါ့နော်နောက်တစ်ခုကကြတော့ unexpected changes တွေပေါ့နော်ကိုမမျှော်လင့်ထားတဲ့အပြောင်းလဲတွေဖြစ်လာတဲ့အခါကြလို့ရှိရင်ဘယ်လိုလုပ်မလဲပေါ့နော်ဆိုတော့ကိုမမျှော်လင့်ထားတဲ့အပြောင်းလဲတွေဖြစ်လာတဲ့အခါကြလို့ရှိရင်ကျမတို့ကအဲ့ဒီအပေါ်မှာလိုက်ရောညီထွေစွာနဲ့ပြန်ပြီးတော့သုံးသပ်ဖို့တော့လိုတယ်ပြန်ပြီးတော့ပြောင်းလဲဖို့တော့လိုတယ်ပေါ့နော်ဆိုတော့ကျွန်မတခြား session မှာပြောဖြစ်လာတော့မသိဘူးเนาะဒီမနှစ်တုန်းကဆိုလို့ရှိရင်ကျွန်မမနှစ်ထဲကတကယ်တော့ဒီနည်းနည်းလေးအရှိန်လျှော့ချင်တာပေါ့နော်အရှိန်လျှော့ချင်တဲ့အခါကျတော့ကိုယ့်ရဲ့အလုံးလုံးနေတဲ့အရှိန်ကိုဘဝရဲ့ဒီသွားနေတဲ့အရှိန်ကိုနည်းနည်းပို့ပြီးတော့peaceful ဖြစ်တယ်เนาะနည်းနည်းပိုအေးချမ်းတဲ့ဘက်ကိုကျွန်မသွားချင်တယ်mindfulness ကိုလည်းကျွန်မဒီနှစ်ပေါ့နော်ဒီနှစ် teachers training တက်မယ်ဆိုပြီးတော့ planning လုပ်ထားတယ်အဲ့ဒီ teachers training မှာကအရှိမ meditation practice တွေလိုအပ်တယ်ပေါ့နော် silent retreat တွေလိုအပ်တယ်အဲ့ဒီဟာကိုမတက်ခင်ပါဆိုတော့အဲ့ဒါတွေလည်းကိုလုပ်မယ်ပေါ့နော်ဆိုပြီးတော့2024မှာကျွန်မဒါပြင်ဆင်ထားခဲ့တယ်ပေါ့နော်ပြင်ဆင်ထားပြီးတော့မှ2 လပိုင်းအထိကကျွန်မဒီအချိန်ဟိုပါပေါ့ခကြီးထွက်เสียရှိတယ်ပေါ့နော်ခကြီးထွက်เสียရှိတော့3 လပိုင်း4 လပိုင်းမှာကျွန်မစပြီးတော့ဒီလောက်ရမယ့်ဟာတွေကိုဖြည်းဖြည်းချင်းစလုပ်မယ်ပေါ့အရှိမလည်း1 လပိုင်း2 လပိုင်းနေမှာလည်းကျွန်မအချိန် short တယ်ပေါ့နော်ဒါပေမဲ့ဒီmeditation နဲ့ပတ်သက်တာတွေ mindfulness နဲ့ပတ်သက်တဲ့ဟာတွေကိုပို့ပြီးတော့အချိန်ပေးပြီးတော့ဒီလိုမျိုးအချိန်စရာကိုကျွန်မဆွဲထားခဲ့တယ်ပေါ့နော်ဒါပေမဲ့ခုနပြောသလိုပဲငလင်ဖြစ်တဲ့အခါမှာကျွန်မရဲ့ mentor ပေါ့နော်ဒီတချမ်းအချိန်မှာကျွန်မ
retreat လာဖို့ပြောထားတာစည်ရင်းပေးထားတာစည်ရင်းပေးတာလည်းအကုန်လုံးပြီးနေပြီပတ်စံပေးဖို့ပဲဒီ banking system တခုအဆင်မပြေတော့ဆရာမကရတယ်ရောက်တော့မှပေးသူပေါ့နော်ပြောပြထားလိုက်မယ်ပေါ့နော် center ဆိုပြီးတော့အဲ့တော့ငလင်ဖြစ်တဲ့အခါမှာကျွန်တော်စိတ်ကဖြစ်တဲ့အချိန်မှာတော့ဒါကူမှရမယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီနောက်မှာကျတော့စိတ်ကတွေးခဖြစ်တာပေါ့နော်ငါလှုပ်ချင်တဲ့အရာတွေနဲ့အခုတကယ်တမ်းဒီဘက်မှာရှိတဲ့လိုအပ်ချက်ကြောင့်ပေးရတဲ့အရာတွေနဲ့ဆိုတဲ့အခါမှာဘာလို့လဲဆိုတော့ကိုညှင်းဆဲတဲ့အတွေးတွေကိုအပြစ်တင်တဲ့အတွေးတွေပေါ့နော်ဆိုတော့အဲ့ဒီမှာခုနကတော့အပေါ်မှာတစ်ချက်ပေါ့နော်ဒီ mindful self compassion way နဲ့ intention ထားတဲ့အခါမှာကျမတို့ကိုယ့်ရဲ့တန်ဖိုးထားမှုတွေနဲ့စစ်မှန်တဲ့ကြီးထွားမှုကလည်းလိုအပ်တယ်လေเนาะဒီ value တွေကလည်းလိုအပ်တယ်အဲ့တော့ကိုထားတဲ့ရည်ရွယ်ချက်နဲ့ပြီးလို့ရှိရင်အပြောင်းလဲတွေဖြစ်တဲ့အခါမှာကိုလုပ်တဲ့အရာရဲ့တန်ဖိုးထားမှုနဲ့ပြန်ပြီးတော့သုံးသပ်ကြည့်ရတယ်ပေါ့နော်အဲ့တော့ဟုတ်တယ်ကိုလိုချင်တယ်လို့တော့slow pace ဖြစ်သွားတယ်ပေါ့နော်အရှိန်လျှော့သွားတဲ့ lifestyle ကိုတော့မရဘူးဒါပေမဲ့ကိုလုပ်နေတဲ့အရာကတကယ်ကိုတန်ဖိုးထားတဲ့အရာပဲလေနော်ဒီ slow pace lifestyle ကိုကျွန်မလိုချင်တာကလည်းဘာလို့လဲဆိုရင်ကျွန်မလုပ်နေရတဲ့ career ပေါ့နော်အဲ့မှာကျွန်မတက်နိုင်သမျှကိုကemotional support ပဲကြည့်နော်ဒါအရိုးရှင်းဆုံးဆိုလို့ရှိရင်သူများကိုစိတ်ပိုင်းဆိုင်ရာအရပံ့ပိုးပေးရတဲ့အခါမှာကိုယ်တိုင်အေးချမ်းဖို့တော်တော်လိုအပ်တဲ့ပေါ့နော်နောက်တစ်ခုကကျတော့ကိုယ်တိုင်မအေးချမ်းမဲနဲ့လည်းလူများကိုဒီနီးလန်းတွေကိုပြောပြရတာကျွန်မဗာလဲလိပ်ပြမလို့ဘူးပေါ့နော်အဲ့ခါဒါကတော့ကျွန်မရဲ့တန်ဖိုးထားမှုတွေပေါ့နော်အဲ့တော့ဒါပေမဲ့ခုနငလင်ဖြစ်လို့ကူညီဖို့အခြေအနေတွေဖြစ်လာတဲ့အခါကျတော့လေလူတွေကိုလိုအပ်တဲ့အချိန်မှာကူညီချင်တာလေနော်စိတ်ပိုင်းဆိုင်ရာရပံ့ပိုးပေးချင်တာကကိုယ့်ရဲ့တန်ဖိုးထားမှုပဲဆိုတော့အဲ့ဒါကတော့မပြောင်းလဲသွားဘူးလေနော်ဒါပြန်ပြီးတော့သုံးသပ်ဖို့တော့ကျွန်တော်အချိန်ယူရတာပေါ့နော်ဆိုတော့ဒါကြောင့်ဒီ goal setting နဲ့intention မှာနည်းနည်းလေးဘာကွာနေလဲဆိုတာရယ်ပြီးတော့ခုန intention ကိုmindful self compassion approach ကနေပြီးတော့ထားတဲ့အခါမှာကိုယ့်အတွက်ဒီဟာကိုပို့ပြီးတော့ nurture ပေါ့နော်ဂရုတစိုက်လေးနဲ့လှုပ်ဖြစ်သွားစေဖို့ဂရုစိုက်လို့ရတယ်ပို့ပြီးတော့လည်းပျော်ပျော်ရွှင်ရွှင်နဲ့လှုပ်ဖြစ်သွားနိုင်တဲ့အရာလေးဖြစ်တယ်ဆိုတာကိုကျွန်မကပိုသေးချအောင်လို့ထပ်ခါပြောနေခြင်းဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ intention ကိုထားဖို့အတွက်ပေါ့နော်ခုန gentle intention ပေါ့နော်ညင်သာတဲ့နူးညံ့တဲ့ရည်ရွယ်ချက်ထားဖို့ဆိုလို့ရှိရင်ကျမတို့ဘယ်ကနေစရမလဲเนาะအမintention ပြောလာတာတော့ session စကြတယ်နော်ပေါ့နော်ဆိုတော့ဘယ်ကနေစလုပ်ရမလဲပြောပါဦးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ကျမတို့အရင်ဆုံးကိုနဲ့တွေးဆုံဖို့အချိန်ပေးပါgoal setting လုပ်ဖို့မလောပါနဲ့ကျွန်မသတိထားမိရနောက်တစ်ခုထားတော့နည်းနည်းအတွေးပေါ်လာလို့စကားဖြတ်ပြောလိုက်တာပေါ့နော်ဘာလဲဆိုလို့ရှိရင်ဒီ goal setting လုပ်ရတဲ့အချိန်ကလေတကယ်တော့ဗာလဲပွဲလန်းသမင်စုံတဲ့အချိန်ပေါ့နော်ဒါအခုစကားပြောရင်းနဲ့မှကျွန်မ notes ပြောဖို့လည်းမမှတ်ထားဘူးပွဲလန်းသမင်စုံတဲ့အချိန်မှာ goal setting လုပ်ရတာလေနော်တကယ်တမ်းပေါ့ goal setting ဆိုတာထက်လေNew Year resolution ပေါ့နော်New Year resolution အများစုလုပ်ကြတယ်ပေါ့နော်ဆိုတော့ဘယ်နှယောက်များပေါ့နော်အချိန်အေးဆေးပေးပြီးတော့တကယ်ပဲကိုနောက်နှစ်အတွက်ဘာတွေလုပ်ချင်လဲဆိုတဲ့ဟာအချိန်ဘယ်လောက်ကြာကျွန်တော်တို့ပေးပြီးတော့ပြင်ဆင်လဲပေါ့နော်တချို့လည်းပြင်ဆင်ကြမှာပါเนาะတချို့လည်းစောစောလုပ်တဲ့သူတွေရှိမှာပါဒါပေမဲ့ကျွန်မတတိထားမိတာလေးကိုရေဘူးရအနေနဲ့နည်းနည်းလေး remind လုပ်တာပေါ့နော်ဆိုတော့December ဆိုလို့ရှိရင်ဒါလှုပ်เนาะခရစ်ယာန်မှမဟုတ်ဘူးပေါ့နော်ဘယ်ဘာသာမဆိုတာပေါ့နှစ်တစ်နှစ်ရဲ့New Year အတွက်ကိုပဲဖြစ်လေเนาะစိတ်လှုပ်ရှားမှုအမျိုးစုံနဲ့ဖြတ်တန်းတဲ့အချိန်မှာကောင်းတဲ့ရည်ရွယ်ချက်နဲ့တော့အပြောင်းလဲတွေတော့လုပ်ချင်တယ်ဒါပေမဲ့အဲ့ဒီအပြောင်းလဲလုပ်ဖို့အတွက်ကိုကျမတို့ကလှုပ်ချင်တဲ့စိတ်ကလေးနဲ့ပဲမပြီးဘူးအဲ့ဒီစိတ်ကိုကျမတို့အတွင်းကြလေးတွေးဆုံပြီးတော့နင်တကယ်လှုပ်ချင်တာဟုတ်ရဲ့လားလို့တိုးလေးပေါ့နော်ကျမတို့ကဒေချာလေးမေးဖို့လိုတယ်နှစ်ကိုကြားပေါ့နော်ကိုယ်စိတ်နဲ့ကိုယ်နဲ့နှစ်ကိုကြားလှုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဘာလို့လှုပ်ချင်တာလဲပေါ့နော်ကိုယ့်ရဲ့လှုပ်ချင်တဲ့တကယ်အနက်ရှိုင်းဆုံးစံတာနဲ့ကိုယ်နဲ့တွေ့ဖို့လိုတယ်အဲ့ဒီအနက်ရှိုင်းဆုံးစံတာမှာကျမတို့တွေ့တဲ့အခါဘာကိုမြင်အောင်ကြည့်ရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့တန်ဖိုးထားမှု value တွေ
အဲ့တော့လူတစ်ယောက်ကကိုတန်မိုးထားတဲ့အရာကိုဆိုလို့ရှိရင်ကျမတို့ပုံစံမျိုးစုံနဲ့ကာကွယ်တတ်ကြတယ်လေနော်ကိုသာတကယ်တန်မိုးထားတဲ့အရာဆိုလို့ရှိရင်ကိုတကယ်တန်မိုးထားတဲ့အရာဆိုလို့ရှိရင်ကျမတို့တအားနှမျောတတ်ကြတယ်လေနော်အဲ့တော့မပြောက်ဆုံးအောင်မပြည့်စည်အောင်ကျမတို့ကတန်မိုးထားပြီးကာကွယ်ကြတယ်လေနော်အဲ့တော့intention ထားတဲ့အခါမှာနောက်နှစ်အတွက်ကိုဘာကိုလုပ်ချင်လဲနော်ကိုဘာကိုဖြစ်ချင်လဲဆိုတော့ intention ထားတဲ့အခါမှာကျမတို့ဒီကိုယ့်ရဲ့တန်မိုးထားမှုလေးစီနဲ့တန်မိုးထားမှုလေးစီကိုသွားပါတန်မိုးထားမှုနဲ့စကားပြောပါတွေးဆုံပါဘာကြောင့်ကိုထားကိုတန်မိုးထားတာလဲဒီတန်မိုးထားမှုလေးကိုဘယ်ကနေသင်ယူခဲ့ရတာလဲဘယ်တော့တည်းကကိုမှဒီစိတ်ကလေးကိုတတိထားမိတာလဲအစရှိတဲ့အရာလေးတွေနဲ့အဲ့ဒီဟိုဟာလေးကိုတန်မိုးထားမှုလေးကို value မျိုးစိတ်လေးကိုမျိုးစိတ်ချကြတဲ့ကကောင်းမွန်တဲ့ဒီမြေဩဇာတွေနဲ့ပြင်ဆင်ပေးပါတေချာလေးပြင်ဆင်ပေးပါမျိုးစိတ်ကိုဒီတိုင်းပဲချလိုက်တာမဟုတ်ဘဲနဲ့ဒီတန်ဖိုးထားမှုကကိုဘလောက်ထိဘယ်ကနေဒီမျိုးစိတ်လေးရလာလဲဆိုတဲ့အရာနဲ့ပေါ့နော်ကိုဘလောက်ထိဒီကနေပေါက်ဖွာလာမဲ့အပင်ကိုရင်ခုန်မျောလင့်လဲဆိုတဲ့အရာနော်အဲ့ဒီဟာတွေနဲ့တွေးဆုံဖို့အချိန်ပေးပါအဲ့ဒါအရေးကြီးတယ်ပေါ့နော်ဆိုတော့တေချာလေးအချိန်ပေးပါ realistic လည်းဖြစ်ပါစေအဲ့တော့ကျမတို့လက်တွေ့မကြတာမဟုတ်ပါဘူးပေါ့နော်လက်တွေ့ကြမှုလိုအပ်ပါတယ်ပြီးလို့ရှိရင်ပံ့ပိုးမှုလိုအပ်တယ်ဆိုလို့ရှိရင်ပံ့ပိုးမှုတွေရဖို့လည်းလိုအပ်ပါတယ်။နော်ရှေးလောင်းဖို့လိုအပ်မလားနေအောင်ကြီးကောင်းတဲ့နေရာမှာလိုအပ်မလားအစရှိတဲ့အရာမျိုးပေါ့နော်။ဆိုတော့ကိုတန်ဖိုးထားတဲ့အရာလေးကိုတေချာလေးတွေးဆုံတဲ့အခါကြလို့ရှိရင်အဲ့ဒါလေးကလက်တွေ့ဒီနေရာမှာစိုက်ဖို့ဘယ်လောက်ထိဖြစ်နိုင်လဲမဖြစ်နိုင်ဘူးလဲဘလို့ပံ့ပိုးမှုတွေလိုလဲအစရှိတဲ့အရာတွေကိုပြန်သုံးသပ်ပါအချိန်ပေးပါရှာဖွေပါပြင်ဆင်ပါနော်အဲ့လိုပြင်ဆင်ရင်းနဲ့မှကျမတို့ကိုယ့်ရဲ့ဒီ intention ပေါ့နော် sorry ကိုယ့်ရဲ့ဒီတန်ဖိုးထားတဲ့အရာလေးကိုကသိလာပြီဆိုလို့ရှိရင်အဲ့ဒီအရာကိုရှင်သန်ဖို့အတွက်ကိုပေးမဲ့ကိုဖြစ်ချင်တဲ့မျှော်လင့်ချက်ရည်ရွယ်ချက်ကဘာလဲနော်အဲ့ဒီခါကြလို့ရှိရင်အဲ့ဒီရည်ရွယ်ချက်ကိုကျွန်မရည်ရွယ်ချက်တည် goal လိုမျိုးချက်ချင်းပဲဒီဘယ်နှလကြာရင်ဘယ်တော့နော်အချိန်အတိုင်းတာအတွင်းမှာရသွားမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့တန်မိုးထားမှုကနေလာတာဖြစ်တဲ့အတွက်ကျွန်မဆရာရဲ့စကားကျွန်မအမြဲတမ်းမှတ်မိတဲ့ဒီတန်မိုးထားမှုအကြောင်းပြောလို့ရှိရင် mindful self compassion မှာတန်မိုးထားမှုဆိုတာကဒါကိုရအောင်သွားယူလိုက်မယ်ရရင်ငါရပြီกว่าပေါ့နော်ဆိုတော့achievement မဟုတ်ဘူးပေါ့နော်တန်ဖိုးထားမှုဆိုတာကိုအသက်ရှင်နေတဲ့၍အမြဲတမ်းတင့်ကြံနေထိုင်သွားရတဲ့အရာဖြစ်တယ်ပေါ့နော်အဲ့တော့ကို9လလေ့ကျင့်ပြီးတော့ရသွားမယ်ဆိုတဲ့ဟာပဲမဟုတ်ဘူးအဲ့တော့ဆိုပါစို့ကျမတို့ကကိုတန်ဖိုးထားတဲ့အရာကကျမ်းမာရေးဆိုလို့ရှိရင်လာမယ့်နှစ်မှာကျမ်းမာဖို့အတွက်ကျမ်းမာရေးမှာရုပ်ပိုင်းလားစိတ်ပိုင်းဆိုင်ရာလားเนาะကိုယ့်ရဲ့ပေါင်းသင်းလူမှုဆက်ဆံရေးပိုင်းဆိုင်ရာလားဘယ်ဟာကိုပို့ပြီးတော့အချိန်ပေးဖို့လိုမှာလဲဘယ်ဟာကိုပို့ပြီးတန်ဖိုးထားတာလဲเนาะအဲ့ဒီဟာကိုကျမတို့ကဒီအရာပေါ်မှာကိုနေ့စဉ်ဘာလုပ်မလဲဆိုတဲ့ဟာတွေကိုဖြည်းဖြည်းချင်းစီနားလည်အောင်ရှာဖွေဖို့လိုမယ်ဖော်ထုတ်ဖို့လိုမယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုလှုပ်ချင်တယ်ဆိုတော့ခုနကတော့action အဖြစ်မြင်ရတယ်ပေါ့နော်လှုပ်ဆောင်မှုကိုကျမတို့ကဥတီလိုက်တာထက်ဒီလှုပ်ဆောင်မှုရဲ့နောက်ွယ်မှာရှိတဲ့ရည်ရွယ်ချက်နဲ့အနှစ်သာရကိုဥတီတာကပို့ပြီးတော့အလုပ်ဖြစ်ဖို့အတွက်နီးလန်းတွေကိုလည်းပို့ပေးတယ်နီးလန်းတွေကိုလည်းပို့ရှာဖွေပေးတယ်အဲ့တော့ခုနဂျင်ဥပမာနဲ့ပဲပြောရမယ်ဆိုလို့ရှိရင်လမ်းလျှောက်မယ်เนาะအားကစားလုပ်မယ်ဒီပေါ့နော်ဂျင်ကိုသွားမယ်ဆိုတဲ့ဟာကလှုပ်ဆောင်မှုဖြစ်တယ်အဲ့ဒီလှုပ်ဆောင်မှုတွေကိုကိုဘာလို့လုပ်တာလဲဆိုလို့ရှိရင်ကျမ်းမာခြင်းလို့လုပ်တာအဲ့တော့ကျမတို့ရဲ့ကိုယ့်ရဲ့ intention ရည်ရွယ်ချက်မှာတန်ဖိုးထားကိုကကျမ်းမာမှုကိုတန်ဖိုးထားတဲ့အတွက်ကျမ်းမာမှုနဲ့ဆက်ဆက်နေတဲ့ဒီလှုပ်ဆောင်မှုကိုလုပ်မှာဖြစ်တဲ့အတွက်ကျမ်းမာမှုနဲ့ဆက်ဆက်နေတဲ့လှုပ်ဆောင်မှုမှာဂျင်သွားတာဖြစ်နိုင်တယ်လို့
အကြောင်းမျိုးကြောင့်ကိုရောက်တဲ့နေရာမှာဂျင်သွားဖို့အဆင်မပြေဘူးဝေးတယ်ဆိုလို့ရှိရင်လည်းကျန်းမာဖို့ခန္ဓာကိုယ်လှုပ်ရှားတဲ့တခြားငါဘာလုပ်လို့ရတယ်ဆိုတော့ခုနကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့ရည်ရွယ်ချက် intention နဲ့ကဆက်နေတယ်ကိုကစိတ်တည်ငြိမ်ခြင်းတယ်နော်အဲ့အတွက်ကိုကယောဂဆော့မယ်ယောဂလေ့ကျင့်မယ်ပေါ့နော်ယောဂလေ့ကျင့်မယ်အဲ့တော့ယောဂလေ့ကျင့်တာကကိုက online ကနေပဲလုပ်တာဆိုလို့ရှိရင်ကိုကမှန်လားမှားလားအဆင်ပြေမှာမဟုတ်ဘူးကိုတခုခုစိတ်ပူတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ယောဂစတူဒီယိုနဲ့ပို့နဲ့နီးလာယောဂစတူဒီယိုနဲ့မနီးတဲ့အခါကိုဘယ်လိုလုပ်မလဲအဆရှိတဲ့ပုံစံမျိုးတွေနဲ့ကိုယ့်ရဲ့ဒီငကိုရှိတဲ့ intention နဲ့ value နဲ့ကခိုင်မာတဲ့အခါမှာyoga studio နဲ့ဝေးလဲ online ကသင်တန်းရှိတယ်เนาะ YouTube ကဟာရှိတယ်เนาะကြည့်လို့ရတယ်အစရှိတဲ့ဟာတွေကိုကျမတို့က flexible ဖြစ်တယ်ဆိုတာအဲ့ဒါကိုပြောချင်တာပေါ့เนาะပြောင်းလဲပြီးတော့လုပ်နိုင်လိမ့်မယ်တစ်ချိန်တည်းမှာပဲလုပ်တဲ့အခါမှာဖြစ်လာတဲ့အစင်မပြေမှုအစင်ပြေမှုတွေကိုကိုအပြစ်တင်တာမျိုးမလုပ်ဘဲနဲ့ငါလုံနိုင်တဲ့အတိုင်းအတာအတွင်းမှာငါဘာတွေလုံနိုင်လဲဆိုတော့ကိုဒီမကြအတိမတ်ပြုတဲ့အကျင့်လေးတွေကိုလုပ်ရင်းနဲ့ဒီ self criticism ကိုပေါ့နော်ကိုအပြစ်တင်ခြင်းကိုကျမတို့ short ချပြီးတော့ကိုဘယ်လိုစဉ်းစားနေလဲကိုဘယ်လိုတွေးမိနေလဲဆိုတော့ mindfulness ကိုပို့ပြီးတော့မြင့်တင်ပေးလို့ရတယ်ပေါ့နော်ဆိုတော့ခုနဒီကိုယ့်ရဲ့အတွင်းစိတ်လေးနဲ့ကိုတွေးဆုံတဲ့အခါမှာကိုယ့်ရဲ့တန်ဖိုးထားမှုလေးတွေနဲ့စကားပြောတဲ့အခါမှာဒီအရာလေးတွေလုံနိုင်ဖို့အတွက်ကိုယ်မှာ energy ဘယ်လောက်ရှိလဲကိုဘယ်လောက်ထိအချိန်ရလဲเนาะဘယ်လောက်ထိလုံနိုင်မလဲเนาะဒါမျိုးလေးတွေကိုလည်းထည့်ပြီးတော့စဉ်းစားပါပေါ့เนาะဥပမာကိုကအလုပ်သွားရတဲ့เนาะမိသားစုတာဝန်ကိုလည်းယူရတဲ့ကလေးတွေလည်းရှိနေတယ်ဆိုတဲ့အချိန်မှာတချို့တွေเนาะဒါဆိုလို့ရှိရင်energy level မှာပေါ့เนาะကိုဘယ်လောက်ထိဒီသင်တန်းတစ်ခုကိုအချိန်ပေးတတ်နိုင်မလဲလေ့လာမှုတွေလုပ်နိုင်မလဲဆိုတဲ့ဟာကိုယ့်ရဲ့ energy level ကိုသုံးသပ်ပါကိုက online သင်တန်းတွေဆိုအခုကပို့ပြီးတော့များလာတဲ့အခွင့်အရေးတွေပိုရှိလာတယ်ပိုလွယ်ကူလာတယ်လေနော်တစ်ချိန်တည်းမှာပဲစိန်ခေါ်မှုကဘာလဲဆိုလို့ရှိရင် online ဖြစ်တဲ့အတွက် online ဖွင့်ထားခြင်းနဲ့တခြားတစ်ခုခုလုပ်ရင်းနဲ့သင်တန်းတက်လို့ရတယ်ဆိုတဲ့ဟာတွေဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီခါမှာဒီသင်တန်းပေါ်မှာကျမတို့အချိန်ပေးမှုနဲ့အပြည့်အဝ energy level ကပေါ့နော်ဘယ်လောက်ထိရှိနိုင်ပါလဲပေါ့နော်ဒါလေးတွေကိုကျမတို့ပြန်ပြီးတော့သုံးသပ်ကြည့်ဖို့လိုတယ်ကိုမညာဖို့လဲလိုတယ်မညာတာမျိုးလည်းမဖြစ်ဖို့လိုတယ်ပေါ့နော်ညာတာဖို့လိုတယ်ပေါ့နော်ပြီးလို့ရှိရင်ကိုယ်စိတ်ထဲကဘာလို့တကယ်လိုအပ်နေတာလဲကိုယ့်ရဲ့ inner voice နဲ့ကိုလှုပ်တဲ့အရာနဲ့ကဟန်ချက်ညီနေဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကိုယ်စိတ်ထဲမှာဒါဟုတ်လားမဟုတ်လားမသေးချဘူးဒါပေမဲ့အပြင်မှာတော့ဒါကိုကတော်တော်လေးတွေပြင်ဆင်နေပြီးအဲ့တော့ငါမဖြစ်အောင်ငါလှုပ်လိုက်တော့မယ်ဆိုတဲ့ဟာမျိုးဒီသင်တန်းကတေချာလားမတေချာလားငါတက်ကြည့်လိုက်ပါမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကိုတကယ်ပဲတက်ချင်တာဟုတ်ရဲ့လားအခါတည်းကျရင်ကျမတို့တေချာမေးပါမတက်ခင်မလုပ်ခင်ပြင်ဆင်မှုတွေတေချာလုပ်ပါပေါ့နော်ပြင်ဆင်မှုတေချာလုပ်ပါဆိုတာမပြင်ဆင်မှုလို့အပြစ်တင်ချင်တာမျိုးမဟုတ်ပါဘူးပြင်ဆင်မှုအတွက်ကျမတို့ကိုယ့်ရဲ့စိတ်ကိုအချိန်ပေးပါပေါ့နော်ကိုယ်စိတ်ထဲမှာဒီအရာကကိုအချိန်ပေးရခြင်းနဲ့တကယ်တန်ရဲ့လားပေါ့နော်တကယ်တန်ပါမလားပေါ့နော်ပြီးလို့ရှိရင်ကိုလှုပ်လိုက်တဲ့အရာကိုလည်းကိုအတိမတ်ပြုပေးပါနော်ကြီးမားတဲ့နော်စာမေးပွဲ result ထွက်လာတော့မှ certificate ရတော့မှကြီးမားတဲ့ပျော်ပွဲရှင်ပွဲအောင်ပွဲလုပ်တာမျိုးမဟုတ်ဘဲနဲ့ဒီနေ့ဒီတလမှာငါသင်တန်းမပြတ်ဖ ೇನೆ တက်နိုင်ခဲ့တယ်เนาะဒီတပတ်လုံးကိုတော့ငါသင်တန်းကိုငါအပြည့်အဝ participate လုပ်နိုင်တယ်တခြားဘာမှအာယုံเนาะမလာဘဲနဲ့เนาะတခြားအာယုံအာယုံပြန်လွင်တာမျိုးမဟုတ်ဘဲနဲ့ပေါ့เนาะအဆရှိတာမျိုးလေးတွေနဲ့ကို celebrate for small wins ပေါ့เนาะသေးငယ်တဲ့အရာလေးတွေကိုလည်းအတိမတ်ပြုပြီးတော့ပျော်ပွဲရှင်ပွဲဆိုတဲ့ celebrate ပေါ့เนาะcelebrate လုပ်ဖို့အတွက်အချိန်ပေးပါပေါ့နော်ပြီးလို့ရှိရင်ခက်ခဲလို့တခုခုကြောင့်အပြောင်းလဲဖြစ်သွားရမယ်ဆိုလို့ရှိရင်လည်းအရင်ဆုံးဝင်လာတာကကိုအပြစ်တင်မှု
နော်အဖြစ်တင်တတ်တယ်ငါကဒါမျိုးလုပ်ထားခဲ့တဲ့နာငါကြိုသိထားခဲ့တဲ့နာငါကြိုပြင်ဆင်ခဲ့တဲ့နာအဆရှိတဲ့အရာတွေဖြစ်နိုင်တဲ့အတွက်အပြောင်းလဲဆိုတာဖြစ်တတ်တယ်အဲ့ဒီအချိန်မှာငါဘာအကောင်းဆုံး opportunity ပေါ့နော်အခွင့်အရေးကိုမြင်မလဲရှာမလဲမြင်အောင်ကြည့်မလဲเนาะဒါမျိုးအတွက်ကို openness ပေါ့နော်ဖွင့်လစ်ထားပေးပါပေါ့နော်လုံးဝအပိတ်သဘောမျိုးနဲ့ဒါမရရင်ဘာမှမလုပ်ဘူးဆိုတာမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့တိုက်ဆိုင်ပေါ့နော်ဒါကတော့ကျွန်တော်အခုဆိုလို့ရှိရင်ဒီ holiday အချိန်ပေါ့နော်ဒီ Christmas New Year holiday အချိန်ဆိုကျွန်တော်ခရီးတော့ထွက်တယ်ဒါပေမဲ့ကျွန်မကကန်းချီကြိုက်တဲ့သူမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အခြေအနေအမျိုးမျိုးကြောင့်ပေါ့နော်ကျွန်မကဒီကန်းချီကိုရွေးဖြစ်သွားတယ်ပေါ့နော်ရွေးလိုက်ရတယ်ပေါ့နော်အဲ့ခါမှာကျွန်မစိတ်ကတော့ပျော်ရွှင်နေတာတော့မဟုတ်ဘူးကိုကြိုက်တဲ့အရာမဟုတ်ဘူးဒါပေမဲ့အခုနောက်လို့ကိုဘာပြန်သတိပေးလဲဆိုတော့ဒီနေရာမှာငါအကောင်းဆုံးဘာလုပ်လို့ရမလဲပေါ့နော်ငါစိတ်ကိုငါပိုနားလဲတာလားဘာလို့ငါကန်းချီမကြိုက်တာလဲဘာလို့ငါဒီ enjoy မဖြစ်တတ်တာလဲပေါ့နော်ဒါမှမဟုတ်ရှင်လည်းဒီရှိတဲ့အခြေအနေမှာပေါ့နော်အကောင်းဆုံးငါလုပ်လို့ရတဲ့အရာငါကိုငါပျော်ရွှင်အောင်လုပ်နိုင်တဲ့အရာဘာရှိမလဲပေါ့နော်အစရှိတဲ့ဒီနောက်ဆုံးlast minute ကြတော့မှပြောင်းလိုက်ရတဲ့အစီအစဉ်တွေပေမဲ့ပေါ့နော်changes ဖြစ်သွားပေမဲ့ကိုကဒီအခြေအနေပေါ်မှာကိုမကြိုက်လို့ဆိုတာကျွန်မဆိုအရင်ကဖြစ်တတ်လို့ပေါ့နော်ဒါလေးကိုကျွန်မအတိအကျပြောပြတာကိုမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်မကကန်းချီသွားဖြစ်ခဲ့ရတဲ့အကြောင်းတွေရှိတယ်ဒါပေမဲ့ငါသွားချင်တာမဟုတ်ဘူးအဲ့အတွက်ငါအခန်းထဲအောင်မထွက်ဘူးကိုယ့်ဘာကိုအခန်းထဲမှာစာဆက်တင်တာမျိုးတွေပဲကျွန်မလုပ်တယ်ပေါ့နော်အဲ့လိုမျိုးရေမဆိုကန်းချီကပြန်ရောက်ပြီးရေမဆိုတဲ့အခါမျိုးတွေလည်းကျွန်မရှိတယ်ပေါ့နော်ဒီတစ်ခါမှာတော့ကျွန်မခုနကပေါ့နော် adapt ဖြစ်အောင်ငါဘာလုပ်လို့ရမလဲဆိုတဲ့ဟာကိုပို့ပြီးတော့ရှာကြည့်တယ်ပေါ့နော်ဆိုတော့ဒါမျိုးလေးတွေကိုအချိန်ပေးပါအဲ့တော့အထူးကတော့ကျမတို့ရည်ရွယ်ချက်ထားတဲ့အခါမှာကိုနဲ့ပြန်ပြီးတော့တွေးဆုံပါเนาะတွေးဆုံပြီးတဲ့အခါမှာအဲ့ဒီအတွက်ကိုကျမတို့ကိုဘယ်လောက်ထိဒီရည်ရွယ်ချက်ပေါ်မှာတန်ဖိုးထားမှုရှိနေလဲပြီးလို့ရှိရင်ကိုထားကိုလုပ်ဖို့ energy ဘယ်လောက်ရှိလဲကိုရဲ့တကယ်အတွင်းထဲကเนาะ inner voice ကဘာကိုပြောနေလဲအကယ်၍များအပြောင်းလဲဖြစ်တဲ့အခါမှာကိုပြင်ဆင်ထားလို့ဖြစ်တဲ့အခါမှာကိုဘယ်လောက်ထိဒီပြောင်းလဲမှုတွေမှာ adapt လုပ်နိုင်လဲဆိုတဲ့ဟာအတွက်ကိုပိတ်မထားပါနဲ့အဲ့ဒီအတွက်ကိုအခွင့်အရေးပေးပါပေါ့နော်အဲ့တော့ဒါလေးတွေကိုလုပ်ဖို့အတွက်ကိုကျမတို့အချိန်ပေါ့နော်တရက်တာမှာမနက်ပိုင်းလေးမှာအချိန်ပေးပါလားဒါမှမဟုတ်လို့ရှိရင်ဘလို့အချိန်လေးမှာကိုအတွက်တက်တောင့်တက်တာပို့ဖြစ်လဲပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်ခုနကိုတကယ်တန်ဖိုးထားတဲ့အရာကတစ်ခုထက်မကရှိနိုင်ပါနော်ဆိုတော့ကိုတန်ဖိုးထားတဲ့အရာလေးတွေကိုပထမဆုံးပြန်သုံးသပ်ပါပြီးတဲ့အခါကျလို့ရှိရင်ကိုပြန်ပြီးတော့မေးခွန်းမေးပါပေါ့နော်ဆိုတော့journaling စာရေးတဲ့အလေးထားရှိရသူဆိုလို့ရှိရင်လည်းစာရေးရင်းနဲ့ပေါ့နော်ကျွန်တော်ကတော့စာရေးတာနဲ့အာမတန်တဲ့အတွက်ခုနကတော့ကိုတကယ်ပဲလာမယ့်နှစ်အတွက်ကိုဘယ်လိုမျိုးမြင်ချင်လဲဆိုတဲ့ဟာကိုပုံဖော်ကြည့်ပါနော်ကျွန်တော်ကတော့ဒီပုံဆွဲတာမျိုးတွေပို့ပြီးအားတာတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တချို့သဘာဝထဲမှာသွားပြီးတော့เนาะခဏဒီသပင်တွေနဲ့ထိုင်ရင်းနဲ့ပုံဖော်ကြည့်တာဒီမေးခွန်းကိုမေးကြည့်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့လာမယ့်နှစ်မှာငါဘယ်လိုမျိုးမြင်ချင်တာလဲเนาะဘယ်လိုမျိုးငါလွတ်လပ်ပေါ်ပါချင်တာဘယ်လိုခံစားချင်တာလဲပေါ့နော်what do I want to feel ပေါ့နော်ပစ္စည်းဥစ္စာမြင်ရတဲ့အတိုင်းတာလို့ရတဲ့အရာမှမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့လှုပ်ချင်းမဟုတ်ဘဲနဲ့ဖြစ်ချင်းကိုလည်းသတိထားပေးပါပေါ့နော်ကျမတို့ဒီ resolution တွေလုပ်တဲ့အခါမှာgoal တွေလုပ်တဲ့အခါမှာအခုလိုရည်ရွယ်ချက်တွေထားတဲ့အခါမှာပေါ့နော်ကိုယ့်ရဲ့ဖြစ်ချင်းကိုမမေ့ပါနဲ့ပေါ့နော်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီစိတ်ထဲမှာလုံးဝခံစားရတဲ့ဒီရွေးချယ်လိုက်တဲ့အရာကိုခုနconfirm လည်းဖြစ်တယ် strong လည်းဖြစ်တယ်တစ်ချိန်တည်းမှာပဲအကြောင်းမျိုးကြောင့်ကပြောင်းလဲနိုင်တယ် flexible ဖြစ်ဖို့အတွက်အခွင့်အရေးပေးထားပါပေါ့နော်ဆိုတော့အကယ်လို့ဒီအရာကိုငါလုပ်ကြည့်လို့ကိုတကယ်ကြိုက်နှစ်သက်တဲ့အရာမဟုတ်ဘူးဆိုလို့ရှိရင်ဘယ်လိုပြောင်းလဲမလဲဒါမှမဟုတ်လို့ရှိရင်လုံရင်းနဲ့အခက်အခဲရှိလာလိမ့်မယ်နော်အခက်အခဲရှိတဲ့အခါမှာဒီလိုချင်တဲ့အရာကိုမတူညီတဲ့ပုံစံနဲ့ဘယ်ရှုထောင့်တွေကနေဘယ်လိုပုံစံတွေကနေပြောင်းပြီးတော့ကျမတို့ရယူမလဲဒါမျိုးလေးတွေကိုလည်း stay flexible ဖြစ်ဖို့လိုအပ်မယ်ပေါ့နော်ပြီးရင်
revisit and adjust မကြာဒါလေးတွေကိုပြန်သုံးသပ်ပါလိုအပ်တဲ့အပြုပြင်ပြောင်းလဲမှုလေးတွေအပြုပြင်ပြောင်းလဲမှုဆိုတော့ခုနကပထမတော့မနက်မှလမ်းထားရှောက်မယ်မနက်ကရုံသွားရတဲ့အချိန်နဲ့အဆင်မပြေဘူးညနေပြန်လာတော့မှရှောက်မယ်ပေါ့နော်အစရှိတဲ့အချိန်ပြောင်းလဲလိုက်တာမျိုးလေးတွေနိုင်ဘက်ကတော့အဆင်မပြေဘူးဒါဆိုလို့ရှိရင်15မိနစ်ပဲဖြစ်မယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းweekend ကြတော့မှတနာရီပိုရှောက်မယ်အစရှိတဲ့ revisit လုပ်ပြီးတော့ပြန်လည်ပြီးadjust လုပ်ဖို့အတွက်เนาะပြန်ညှိဖို့အတွက်အချိန်ပေးပါညှိဖို့အတွက်နေရာထားပေးပါညှိခွင့်ပြုပါပို့ဟာကိုပေါ့เนาะနောက်ဆုံးတစ်ချက်အနေနဲ့ကတော့ဒီတပတ်တော့ငါတပတ်လုံးမနက်မှာ15မိနစ်လမ်းလျှောက်နိုင်ခဲ့တယ်ဒီတပတ်တော့ငါတပတ်လုံးတနေ့ကုန်မှာကိုယ့်ရဲ့စိတ်ကိုအနားရဖို့အတွက်ဘလို့စကလုံးလေးနဲ့ကိုအမြဲတမ်းပြန်သတိပေးပြီးတော့စိတ်ပင်ပန်းတဲ့အခါတွေမှာအနားယူဖြစ်ခဲ့တယ်เนาะဒီတပတ်တော့ငါကိုစိတ်အေးချမ်းအောင်ဘာလေးလုပ်ဖြစ်ခဲ့လဲเนาะ small winsလေးတွေကိုပေါ့နော်သိငယ်တဲ့အဆင်ပြေမှုလေးတွေကိုကျမတို့ခုံပြုပါကိုပြောပေါ့နော်ပျော်ရွှင်ပါအဲ့ဒီအတွက်ကြည်နူးမှုကိုအပြည့်အဝခံစားပါပေါ့နော်ဆိုတော့ဒါလေးကတော့လာမယ့်နှစ်အတွက်ပေါ့နော်ကျမတို့နှစ်သက်ကိုပို့ပြီးတော့ညင်သာလှပစွာနဲ့ပုံဖော်နိုင်ဖို့အတွက်ပြီးလို့ရှိရင်ကိုယ်တိုင်ကလည်းအဲ့ဒီပုံမှာစိတ်ဖိစီးမှုတွေစိတ်လှုပ်ရှားပြီးတော့စိုးရိမ်ရမှုတွေမဟုတ်ဘဲနဲ့ပေါ့နော်ညင်သာစွာနဲ့အတိတ်ပဲရှိလေးနဲ့ကိုလာမယ့်နှစ်ရဲ့ရည်ရွယ်ချက်တွေကိုလာမယ့်နှစ်မှာကိုလှုပ်ချင်တဲ့အရာလေးတွေကိုလုပ်နိုင်ကြပါစေအားလုံးကို Happy New Year လို့ကြိုပြီးတော့နှုတ်ဆက်ပါတယ်ပေါ့နော်ဆိုတော့ကျွန်မsession အဆုံးလေးကိုဒီ relaxation လေးနဲ့အဆုံးသတ်ပေးပါမယ်ပေါ့နော်အဆုံးမသတ်ခင်မှာနောက်နှစ်မှာပေါ့နော်ဒီနောက်လာပေါ့နောက်တစ်ပတ်ကစမဲ့ relaxation လေးမှာကျွန်မကဒီ mindful self compassion နဲ့ပတ်သက်တဲ့ practice ကို၄ဘတ်ဆက်တိုက်ပေါ့နော်ဆိုတော့ကျွန်မတို့သင်တန်းတက်တုံးကတော့10ဘတ်ပေါ့နော်10ဘတ်မှာမှ10ဘတ်ကတော့ခေါင်းစဉ်10ခုpractice 10ခုပေါ့နော်အဲ့10ခုတွေကကျွန်မ4ခုကို4ဘတ်အနေနဲ့လာမဲ့January လကို mindful self compassion practice လာအနေနဲ့ကျွန်တော်လုပ်ပြီးမှဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဖြစ်နိုင်ရင်၄ဘတ်လုံးကိုစတိုက် join နေဆိုလို့ရှိရင်တော့ဒီ mindful self compassion ရဲ့introduction လေးပေါ့နော်အနှစ်သာရဒီမှာပုံမှန်တက်တဲ့သူတွေလည်းဒီ practice လေးနဲ့တော့ရင်းနှီးပါတယ်ဒါပေမဲ့အဲ့ဒီ၄ဘတ်မှာတော့ကျွန်တော်ကဒီလိုမျိုးစကားပြောဆွေးနွေးတဲ့အချိန်မှာဒီ mindful self compassion ရဲ့ဒီ concept တွေသူရဲ့အနှစ်သာရတွေကိုအဓိကဆွေးနွေးပြီးတော့မှဒီ practice exercise တွေကိုလုပ်ပြီးပါပေါ့နော်ဆိုတော့အဲ့အတွက်၄ဘတ်လုံးချိန်ပေးပြီးတော့တက်နိုင်တယ်ဆိုလို့ရှိရင်တော့ကိုယ့်အတွက်ပို့ပြီးတော့ကောင်းတာပေါ့နော်အားလုံးကိုနောက်နှစ်မှာပြန်တွေ့ဖို့အတွက်မျှော်လင့်ပါတယ်ပေါ့နော်ဆိုတော့အခုတော့တတောင်အနေထားလေးမှာထိုင်လိုက်ပါဒီနေ့ session လေးမှာတော့ကျမတို့ gratitude practice လေ့ကျင့်ခန်းလေးနဲ့ relaxation လေးလုပ်ပေးပါမယ်ဒီတစ်နှစ်တာလုံးမှာကျမတို့အခက်အခဲတွေဘယ်လောက်ပဲရှိဒီအခက်အခဲတွေကြားထဲမှာနေကနေပြီးတော့အလင်းပြောက်လေးဝင်လာတယ်လို့မျိုးအလင်းပေါက်လေးတွေအများကြီးကျမတို့ခံစားမိလိုက်မယ်။သေးငယ်တဲ့သတိမထားမိတဲ့အဆင်ပြေမှုလေးတွေအများကြီးကျမတို့ကြုံတွေ့ဘူးလိမ့်မယ်။အဲ့ဒီအတွက်ကျမတို့တစ်နှစ်တာလုံးကိုကျေးဇူးတင်ဖို့အတွက်အရှင်ဆုံးကျမတို့အသက်ကိုခပ်ပြင်းလေးရှူသွင်းပြီးတော့ရှူထုတ်လိုက်ရအောင်။တနိုင်သမျှကိုယ့်ရဲ့မျက်နှာနဲ့ကိုယ့်ရဲ့ဒီပါးကပါးစပ်တစ်ဝိုက်ကကြွက်သားလေးတွေကိုလည်းဖြေလျှော့ထားပေးပါကိုကျေးဇူးတင်စရာလေးတွေကိုစဉ်းစားလိုက်တိုင်းမှာကိုယ့်ရဲ့စိတ်ထဲကကြည်နူးမှုလေးကိုမျက်နှာကနေလည်းပြန်ပြီးတော့ထင်ဟပ်ဖော်ပြတဲ့ထင်ဟပ်နိုင်တဲ့လမ်းကြောင်းလေးဖွင့်ထားပေးပါပေါ့နော်အရင်ဆုံးဒီတစ်နှစ်တာအတွင်းမှာကိုကျေးဇူးတင်ခြင်းတဲ့သူလူအားဖြင့်ပေါ့နော်ကိုကျေးဇူးတင်ခြင်းတဲ့သူတွေရှိလဲတယောက်ချင်းစီမမှတ်မိရင်တော့မှကိုကျေးဇူးတင်ဖို့
ကိုယ်စိတ်ထဲကနေဆန္ဒရှိတယ်ဆိုတဲ့သူတွေကိုကျေးဇူးတင်ရင်းနဲ့မေတ္တာပို့ပေးလိုက်ပါအဲ့အချိန်မှာကိုယ်ကောင်းထဲမှာကိုယ်အာယုံထဲမှာတချို့မျက်နှာလေးတွေပေါ်လာတာရှိမယ်ကျေးဇူးတင်ပါစိတ်ထဲကနေသူတို့ကိုပြောပြချင်တဲ့စကားလေးတွေပြောပြပေးပါကိုယ်အမှုမဲ့အမှတ်မဲ့သတိမထားမိတဲ့အချိန်မှာကိုယ်ကိုဂရုစိုက်မှုကျင်နာမှုပြတာတဲ့သူတွေရှိနိုင်တယ်ကြီးမားတဲ့အကူအညီမဟုတ်ပေမဲ့ဒီလူတွေကလည်းကျမတို့ရဲ့ပျော်ရွှင်ခြင်းရဲ့အစိတ်ပိုင်းလေးတွေဖြစ်တယ်ကျေးဇူးတင်ပေးပါပြီးတဲ့အခါမှာကျမတို့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုကျေးဇူးတင်ပေးပါကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေမှာကျမတို့အပြည့်အဝပျော်ရွှင်ရတဲ့အတွေ့အကြုံတွေရှိနိုင်တယ်စိတ်ရှုပ်ထွေးရတဲ့အတွေ့အကြုံတွေရှိနိုင်တယ်နာကျင်ရတဲ့အတွေ့အကြုံတွေရှိနိုင်တယ်ဒီအတွေ့အကြုံတွေကနေရတဲ့သင်ယူလိုက်ရတဲ့သင်ခန်းစာတွေအမှတ်တရတွေဘဝရဲ့နီလန်းတွေနေနီးတွေဒါတွေအားလုံးအတွက်အချိန်ပေးပြီးကျေးဇူးတင်ပါကျေးဇူးတင်ရင်နဲ့စိတ်ထဲမှာခံစားချက်တွေဖြစ်လာနိုင်တယ်ဝမ်းနဲ့ပျော်ရွှင်မှုတွေဖြစ်လာနိုင်တယ် It's okay ဒီလိုဖြစ်တဲ့ခံစားချက်တွေကဘာမှမမှားပါဘူးကိုကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုကျေးဇူးတင်ပြီးတဲ့အခါမှာကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ကိုရရှိခဲ့တဲ့အောင်မြင်မှုကြီးကြီးမားမားတွေရှိလိမ့်မယ်ကျမတို့အများတန်းသေးသေးလေးတွေကိုကျေးဇူးတင်ပါသေးသေးလေးတွေကိုကျေးဇူးတင်ဖို့မမေ့ဖို့ပြောရဲပေါ့နော်ကြီးမားတဲ့အရာတွေကိုလည်းကျမတို့မမေ့ပါဘူးဒီနှစ်ထဲမှာကိုယ့်ရဲ့ achievement accomplishment ပြီးမြောက်ခဲ့မှုတွေလုပ်နိုင်ခဲ့မှုတွေရခဲ့တဲ့ certificate တွေပဲမဟုတ်ဘူးဒီနှစ်ထဲမှာငါပို့ပြီးတော့စိတ်ရှည်လာတယ်ငါပို့ပြီးတော့ညင်သာလာတယ်အစားရှိတဲ့ငါပို့ပြီးတော့သီးခံတတ်လာတယ်ပို့ပြီးတော့မိသားစုအတွက်အချိန်ပေးတတ်လာတယ်ဒါမျိုးတွေလည်းဖြစ်နိုင်တယ်ကြီးမားတဲ့အောင်မြင်မှုတွေအတွက်ပြီးမြောက်ခဲ့မှုတွေအတွက်အတိမတ်ပြုကျေးဇူးတင်ပေးပါတခြားကျေးဇူးတင်စရာတွေအများကြီးရှိနိုင်ပေမဲ့နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကိုကြုံတွေ့ခဲ့ရတဲ့နာကျင်မှုတွေခက်ခဲမှုတွေအတွက်ကျေးဇူးတင်ပေးပါနာကျင်မှုခက်ခဲမှုတွေကိုကျေးဇူးတင်ဖို့ခက်ခဲပါလိမ့်မယ်စိတ်ရှုပ်စရာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီနာကျင်ခက်ခဲမှုတွေရှိသည့်တိုင်အောင်အခုချိန်ထိကျမတို့မဆုံးမနစ်ဇွဲနဲ့ခံယူချက်နဲ့လက်ရှိချိန်နေအထိကျမတို့ရပ်တည်နိုင်နေသေးတယ်အဲ့တော့အခက်ခဲနာကျင်ပင်ပန်းခဲ့ရမှုတွေရှိသည့်တိုင်အောင်ကိုဒီနေ့ဒီနေရာမှာအသက်ရှူအသက်ရှင်နေနိုင်သေးတဲ့အတွက်ကျေးဇူးတင်လိုက်ပါပြီးရင်တော့ကျမတို့ခਿੱတစက္ကန့်30လောက်ကိုယ်စိတ်ထဲမှာကျေးဇူးတင်စရာပေါ်လာတဲ့အရာလေးတွေကိုဆက်ပြီးတော့ကျေးဇူးတင်ပေးပါ
နာကျင်စရာတွေဝမ်းနည်းစရာတွေအများများလာတဲ့ကမ္ဘာကြီးမှာကျမတို့စိတ်ထဲမှာရှိတဲ့ကောင်းတဲ့အရာလေးတွေချစ်ချင်းမေတ္တာလေးတွေကိုအယောင်မဆိုးမိအောင်မငြိမ်သွားအောင်လို့ဘယ်လောက်ပဲခက်ခဲနေပါစေဒီချစ်ချင်းမေတ္တာမီးလေးကတော့ကိုယ်စီမှာအမြဲတမ်းရှင်သန်တောက်လောင်နေဖို့အတွက်ကိုသတိပေးရင်းနဲ့ဒီနှစ်ကိုကျမတို့နှုတ်ဆက်ရအောင်အားလုံးပဲ good night ပါ